အတိပေးချက်မရှိဘဲမခရဲ့ခန္ဓာကိုယ်ထဲကမျက်လုံးကျိတ်ဆိုးကြီးနိုးထလာပြီးအမြင့်မြင့်ပေါင်းများစွာပောက်ကွဲထွက်လာခဲ့ပါတယ်။စိတ်ဝိညာဉ်ထိန်းချုပ်နေမြေထဲမှာတော့မခဟာတင်းကျပ်စွာတုံ့နှောင်ခံထားရတာမို့လုံးဝမလှုပ်ရှားနိုင်တော့ပါဘူး။အဲ့ဒီအချိန်မှာပဲကျွန်တော်ဟာကျွန်တော်ရဲ့အမှတ်တစိတ်လက်နက်ဖြစ်တဲ့တန်းသားကိုဆွဲထုတ်လိုက်ပါတယ်။ဒါဟာခိမီစမ်းသစ်တဲ့နေပညာနဲ့ရှေးရိုးရာတန်မဏီအေးတို့ပေါင်းစပ်ထားတာမို့ကျွန်တော်ရဲ့တိုက်ခိုက်ရေးစတိုင်ကိုအပြည့်အဝပေါ်လွင်စေတာပါ။ဒါလင်းနှန်းတစ်ခုလေထုကိုထိုးခွဲသွားချိန်မှာအနေရကိုရိမ့်မိသွားတဲ့မခဟာအစွမ်းကုန်အားထည့်ပြီးလက်သီးနဲ့ထိုးထုတ်လိုက်ပါတယ်ကျွန်တော်ကတော့အမြန်နောက်ဆုတ်ပြီးလေထုထဲမှာတင်ရှောင်ထွက်လိုက်တဲ့ဓာအိမ်ကလည်းဓာသွားကိုပြန်လဲစီးဆက်ရင်းကလကနဲ့မြည်သွားခဲ့ပါတယ်မခရဲ့ခန္ဓာကိုယ်ပေါ်မှာအဖြူရောင်အလင်းကွင်းတွေလိုင်းထသွားပြီးနောက်တစ်စက္ကန့်မှာတော့သူ့ခန္ဓာကိုယ်ဟာနှစ်ပိုင်းတိတိပြတ်ထွက်သွားခဲ့ပါတယ်သူ့နောက်ကအာကာသစခန်းပျက်စီးယိုရင်းနေတဲ့အကျွင်းကြံတွေပါကွက်တီနှစ်ချမ်းခွဲသွားခဲ့တာပါထိန်းချုပ်နယ်မြေထဲမှာမခဟာသူ့ခန္ဓာကိုယ်နဲ့ချိတ်ဆက်မှုကိုဆုံးရှုံးသွားရပြီဖြစ်ပြီးတန်ရောစင်ကြိုလုံးဝပြတ်တောက်သွားခဲ့ပါပြီဒါပေမဲ့ဒီလိုပြင်းထန်တဲ့တိုက်ခိုက်မှုအပြီးမှာအရာတစ်ခုကတော့ရှင်တန်ကြံရစ်ခဲ့တယ်အဲ့ဒါကတော့လုံးဝမပျက်စီးပဲကြံခဲ့တဲ့သူ့ရဲ့ချိတ်ဆက်မှုမျိုးစေပါပဲကျွန်တော်တန်းသားကိုနောက်တစ်ကြိမ်ထပ်မံထုတ်ယူလိုက်ပြီးမခရဲ့နှလုံးသားစီတက်တဲ့ချိန်ရွယ်ကခြေစုံရက်လိုက်ပါတယ်ဒါပေမဲ့ဒါဟာလက်ကတစ်ခုပါကျွန်တော်ရဲ့တကယ်ပြစ်မှတ်ကသူ့ခန္ဓာကိုယ်ထဲမှာပုံအောင်နေတဲ့မူစထရင်းဖြစ်ပါတယ်ကျွန်တော်မျှော်လင့်ထားတဲ့အတိုင်းပဲမူစထရင်းဟာဒီချင်းချောက်မှုကိုမခံမရနိုင်ဖြစ်သွားခဲ့တယ်အမြင့်မြင့်တွေပောက်ကွဲထွက်လာပြီးကျွန်တော်ခန္ဓာကိုယ်ကိုတဲ့တဲ့ကြီးထိုးဖောက်သွားခဲ့ပါတယ်အဲ့ဒီချိန်မှာပဲကျွန်တော်ရဲ့အစီအစဉ်အောင်မြင်သွားခဲ့တာပါကျွန်တော်အရင်ကပြောခဲ့သလိုပါပဲမာနလည်းကျန်းစီရဲ့လူရှင်းရဲ့တို့ပဲသုံးပင်လိန် DNA ရှိကြတာပါမခနဲ့ကဘာဘောကအခြားသက်ရှိတွေအားလုံးကတော့နှစ်ပင်လိန် DNA ပဲရှိကြတာဖြစ်ပါတယ်မူစထရင်းရဲ့အတင်းကျပ်ဝင်ရောက်ဆက်ဖက်မှုကအရာအလုံးကိုပြောင်းလဲပစ်လိုက်ပါတယ်သူကိုယ်တိုင်လှုပ်ရှားလိုက်တာနဲ့မခရဲ့စင်ကဲပြောင်းလဲမှုကိုပြည့်စုံသွားစေပြီးသူ့ကိုသုံးပင်လိန် DNA အဖြစ်ပြောင်းလဲပေးလိုက်တာပါဒီလိုအသွင်ပြောင်းလဲသွားတာကြောင့်မခတ်အတွက်အနာဂတ်ခွင့်ရေးတရက်ရရှိသွားခဲ့ပြီးစရဲလာစပီထဲဝင်ရောက်ကမာနာဂီဟစနစ်ကိုအတွင်းထဲကနေချိုခွဲဖျက်ဆီးနိုင်မဲ့လမ်းစကိုပွင့်သွားစေခဲ့ပါတယ်ကျွန်တော်ခန္ဓာကိုယ်ဟာထိုးဖောက်ခံထားရပြီးအာကာသဟင်းလင်းပြင်းထဲကိုမျောပါသွားခဲ့ပါတယ်ဒါပေမဲ့ဒီလိုဏီကုန်းမျိုးကကျွန်တော်အတွက်ဘာမှမဆန်းပါဘူးကျွန်တော်ကြိုတင်မြင်ထားပြီးသားဖြစ်တယ်လို့ပြင်ဆင်ထားပြီးသားလည်းဖြစ်ပါတယ်နှဆိုင်လာတဲ့အာကာသရဲ့တိတ်ဆိတ်မှုတွေကိုကျွန်တော်ပုံမဝေးကွာစွာမျောပါသွားစင်မှာတော့ကျွန်တော်နှုတ်ခမ်းထောင်မှာတာယာတဲ့ပြုံးရောင်လေးတစ်ခုရှက်တန်းသွားခဲ့ပါတော့တယ်